ထိုင်းနိုင်ငံရဲ့ရေကြီးမှုချိန်နဲ့ပတ်သက်ပြီးတော့စိတ်ပူနေကြတဲ့တငယ်ချင်းတွေကိုသတင်းကောင်းလေးပြပြချင်ပါတယ်။နောက်ဆုံးရအချက်လက်တွေကိုကြည့်ချင်းအပြင်တကယ်ပဲတည်ငြိမ်သွားပြီလို့ပြောရမှာပါ။အရင်တုန်းကကျွန်တော်တို့စိုးရိမ်နေရတဲ့ထိုင်းနိုင်ငံရဲ့အကြီးဆုံးရေကာတာကြီးဟာရေလွန်နှုန်းချိန်တွေကယခုချိန်မှာတော့ထိန်းချုပ်သွားနိုင်ပြီလို့သိရပါတယ်။တာဝန်ရှိသူတွေကရေလွန်နှုန်းကိုထပ်တိုးတော့မှာမဟုတ်ဘူးလို့ပြောထားတဲ့အတွက်မြေအောက်ပိုင်းဒေသတွေစီကိုရေတွေထပ်လာမဲ့အန္တရာယ်ကကျော်နေသွားပြီလို့ယူဆရပါတယ်။ပြီးတော့မနေ့ကစင်ပူရီမှာရေကာတာအနေငယ်ကျိုးသွားခဲ့တာကိုလည်းစစ်သားတွေနဲ့ဒေသခံပြည်သူတွေကအများဆုံးဝိုင်းဝန်းပြီးပြန်လည်ပြုပြင်ထိန်းချုပ်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းကောင်းကိုလည်းကြားရပါတယ်ဗျာဒါဟာတကယ်ကိုအားတက်စရာပါပဲဒီလိုအဓိကစိုးရင်စရာတွေကိုထိန်းချုပ်နိုင်ခဲ့ပြီဆိုတော့ရေကြီးနေတဲ့အယုဒ္ဓယအပါအဝင်ဒေသတွေမှာရေရဖြည်းဖြည်းချင်းစတင်ကျဆင်းလာတော့မှာဖြစ်ပါတယ်နိုဝင်ဘာလကုန်တော့မှာတော့အခြေအနေကအတော်လေးကောင်းလာဖို့မျှော်လင့်ရပါတယ်ဒါကြောင့်တကယ်ချင်းတို့အနေနဲ့လုံလုံကျူးကျူးစိတ်မပူနဲ့အာနာပိုင်တွေရဲ့တရားဝင်သတိပေးချက်တွေကိုပဲနားထောင်ပြီးကိုယ်နီးနားကိုတည်ထားဖို့လိုပါတယ်လို့ပြောချင်ပါတယ်ကဲဒီလိုသိထားတဲ့သတင်းတွေကိုအမြဲတမ်းမျှဝေပေးဖို့အတွက်ကျွန်တော်ရဲ့အကောင့်လေးကို follow လုပ်ထားဝင်မင်းနေအောင်နော်အားပေးရတဲ့အတွက်တယောက်ချင်းတိုင်းအောင်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ